မိုးဆက်တွေမျက်နှာပေါက်ခတ်နေတယ်အထီးကျန်ကျင်းဆိုတဲ့တဲ့နှလုံးသားကနားလည်နေပါပြီလမ်းတွေကရေတွေနဲ့မှုံဝါမင်းရဲ့ပြောင်းရွှေ့လက်ရှာရင်ကျွန်တော်ရေးဆိုနေတယ်ဘာကြောက်လဲလို့မိုးမွေးမိမိုးကဖြေမင်းလွမ်းတဲ့သူကမိုးကောင်းခင်မှာမဟုတ်ဘူးဒါပေမဲ့မိုးရေတွေကြားတယ်မင်းအတန်ကိုကြားနေရတယ်လို့ပဲအိုးမိုက်အိမ်မိုက်နှလုံးသားမင်းအိမ်ကိုလှမ်းကြည့်မိုးရေတွေကကျွန်တော်မျက်ရည်ကိုမဆေးကြောနိုင်ဘူးဘာလို့လဲဆိုတော့မင်းရဲ့အရာရဒီနှလုံးသားနဲ့စိတ်ဝင်နေလို့ပါမိုးရေနဲ့မျက်ရည်ကတူပဲမဲ့မိုးကရက်တော့တဲ့လွမ်းဆိုခြင်းက